ဇလန်လေးရဲ့အစမှာတော့ Iris ဆိုတဲ့ကောင်လေးဟာအရန်လှပတဲ့ရှေးအောင်အိမ်ကိုသူ့မိသားစုတွေနဲ့ပြောင်းရွှေ့လာကြပါတယ်။ဒါပေမဲ့ Iris ဟာသူ့မှာညအိမ်မရတာတွေအတန်တွေကြားနေရတဲ့အကြောင်းတွေကိုသူ့မိဘတွေကသိရှိပြီးဆရာဝန်နဲ့ပြခဲ့ကြပါတယ်။ဆရာဝန်ဟာ Iris တယောက်အိမ်အသစ်ကိုပြောင်းလာလိုက်ရတော့ Iris ကစိတ်ဆိုးနေတဲ့ထင်ပြီးညဘက်မအိပ်တဲ့အကြောင်းအရင်းကိုဆရာဝန်က Iris ကိုမေးမြန်းလိုက်ပါတယ်။အဲဒီအချိန်မှာ Iris ကသူ့ကိုအမြဲနှိုးနေကြတဲ့အတန်တွေကဆိုပြီးပြန်ဖြေခဲ့ပါတယ်။အဖေနဲ့အမေစီကအတန်တွေလားဆိုပြီးဆရာဝန်ကမေးတော့မဟုတ်ဘူးဆိုပြီးပဲပြန်ဖြေခဲ့ပါတယ်။ဘာအတန်တွေလဲဆိုပြီးထပ်မေးတဲ့အခါမှာတော့ Iris ကအဲအတန်တွေကတခါတလေပုံဆွဲခိုင်းပါတယ်။အဲဒီအချိန်မှာဆရာဝန်က Iris ကိုအခုကအတန်တွေကြားရလားဘာတွေပြောနေလဲဆိုတာကိုထပ်ပြီးမေးလိုက်ပြန်ပါတယ်။ဒါပေမဲ့ Iris ဆိုတဲ့ကောင်လေးကတော့ပြောပြလို့မရဘူးဆိုပြီးညှင်းလိုက်ပါတယ်။ဆရာဝန်ကလည်းမေးမြန်းလို့အပြီးမှာ Iris မိဘတွေကဘာဖြစ်တာလဲဆိုပြီးမေးမြန်းပါတယ်။ဆရာဝန်ကတော့အတွေးများတာပါ။ Iris အမေကထပ်ပြီးတော့သူပြောတဲ့အတန်တွေကတော့သူ့ကိုစကားပြောနေကြလားဆိုပြီးမေးပါတယ်။ဆရာဝန်ဟာရှင်တို့ကလေးတယောက်တည်းကစားပြီးတယောက်တည်းစကားပြောနေတတ်တဲ့ညံကောင်းတဲ့ကလေးတယောက်မို့ပါဆိုပြီးပြန်ဖြေခဲ့ပါတယ်။ဆရာဝန်ရဲ့နောက်ဆုံး Iris အိမ်မပြောတဲ့အကြောင်းအရာကိုကောက်ယူချက်ကတော့ Iris မိဘတွေဟာအိမ်တွေကိုပြန်မြင်ပြီးအိမ်အယောင်းဝယ်လုပ်ကြတာမလို့အိမ်အပြောင်းအရွှေ့များတော့ Iris ရဲ့စိတ်ကမတိမငြိမ်ဖြစ်ပြီးအိမ်မရတာလို့မှတ်ယူခဲ့ကြပါတယ်။ဒီလိုနဲ့တစ်ချိန်တည်းမှာပဲဆရာဝန်နဲ့မိဘတွေစကားပြောနေတာကို Iris ဟာအိမ်ပေါ်ကနေကြည့်နေခဲ့ပါတယ်။ပြီးတာနဲ့ဖုန်းကရုတ်တရက်ဆိုသလိုမြည်လာခဲ့ပါတယ်။ပြီးတော့ Iris ဟာစာရွက်ကိုယူပြီးပုံစဆွဲဖို့ပြင်ဆင်ပါတော့တယ်။ဆရာဝန်ကညနေ9 နာရီခွဲမှာတစ်တော်အုပ်တွေကိုဖြတ်ပြီးအိမ်ပြန်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရင်ကောင်းတကောင်ဟာဆရာဝန်ရဲ့နားထဲကိုဝင်ပြီးတော့မျက်လုံးထိဝင်ရောက်သွားခဲ့တဲ့အတွက်ကားကိုသေချာမမောင်းနိုင်တော့ပါဘူး။တစ်ချိန်တည်းမှာပဲ Iris ကပုံကိုဇက်တိုက်ဆွဲနေခဲ့ပါတယ်။ပုံဆွဲလို့အပြီးမှာတစ်ကိုင်းပုံတစ်ခုဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဆရာဝန်ဟာတစ်ပင်ကိုကားဝင်တိုက်ကတစ်ကိုင်းကမျက်နှာမှာဝင်ဆိုင်ပြီးသေသွားခဲ့ရပါတယ်။ထူးဆန်းစရာရင်ကောင်းကလည်းဆရာဝန်ရဲ့နားထဲကနေပြန်ထွက်သွားပါတော့တယ်။နောက်ရက်မှာ Iris ရဲ့အဖေဟာအိမ်ဟောင်းမှာရင်ကောင်းတွေအပုံလိုက်ရှိတာကြောင့်အမြဲဆေးဖြန်းနေရပါတယ်။ Iris နဲ့သူ့အဖေဟာဆက်သွယ်ဖို့အတွက် walkie talkie တစ်ခုစီထားရှိထားပါတယ်။ Iris အဖေဆေးဖြန်းနေတဲ့အချိန်မှာ Iris စီကနေဖုန်းဝင်လာပါတယ်။ Iris ရဲ့ပေါ်လုံးရေကန်တဲကိုပြုတ်ကျသွားလို့သွားယူပေးနိုင်မလားဆိုပြီးပြောခဲ့ပါတယ်။အဖေကလည်းရတယ်ယူပေးမယ်ဆိုပြီးသွားယူပေးခဲ့ပါတယ်။ Iris ကိုနောက်တစ်ခါပြုတ်ကျရင်တယောက်တည်းသွားမယူဖို့ရယ်အဖေကိုပဲပြောဖို့ရယ်မှာကြားခဲ့ပါတယ်။ Iris ဟာအဖေအိတ်ထဲကဘူတဘူးကိုမြင်ပြီးဘာလုပ်တဲ့ဟာလဲမေးခဲ့ပါတယ်။အဖေကဒီဘူးကဘာကိုတတ်တာလဲသိလားဆိုတော့ညံကောင်းတဲ့ Iris ဟာတားရဲ့မီးလင်းပုံထဲမှာရှိနေတဲ့ရင်ကောင်းတွေအတွက်လားဆိုပြီးပြန်ပြောခဲ့ပါတယ်။ Iris အဖေကမီးလင်းပုံအတွက်တည်းမကဘူးလို့ပြန်ပြောခဲ့ပါတယ်။ဒါပေမဲ့ဒီအကြောင်းတွေကိုအမေကိုသွားပြန်မပြောနဲ့နော်။အဖေအိမ်ဟောင်းဝယ်ထားလို့ဆိုပြီးသူ့အဖေကိုတတ်လိုက်မယ်လို့ဆိုပြီးပြောပါတယ်။အဲအချိန်မှာ Iris အမေကအိမ်ပေါ်ကနေအကျယ်ကြီး Iris ကိုရေချိုးမယ်ဆိုပြီးအော်ခေါ်နေခဲ့ပါတယ်။တားဖားနှစ်ယောက်ဘောလုံးတူကစားပြီးအိမ်ကိုဘောလုံးစော်ရင်ပြန်သွားခဲ့ကြပါတယ်။ Iris ဟာရေချိုးခန်းထဲမှာရေချိုးနေရင်ရုတ်တရက်ရေချိုးတဲ့ရေပန်းအပူအေးဆက်ကနေထူးဆန်းတဲ့အတန်တစ်ခုကြားလိုက်ရပါတယ်။ရေပန်းစီကနေသူ့မင်းကိုမုန်းနေတာကရုတ်တရက်တကားပွင့်တန်ကြားလိုက်ပြီး Iris ကလန့်သွားခဲ့ပါတယ်။ Iris အမေဝင်လာခဲ့ပြီးခုထိရေမဆေးရသေးဘူးလားဆိုပြီးရေချိုးပေးနေပါတယ်။ရုတ်တရက်ဆိုသလို Iris ကအမေကိုအဖေကတား